အားလုံးပဲမင်္ဂလာပါတူဗီအန်နီမီကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ GIR အကြောင်းပိုင်းနှစ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ် GIR ဟာဟိုကာကဲအဖြစ်ပထမဆုံးအချိန်ရွေးချယ်ခံခဲ့ရတော့လဲမြင့်မြတ်ခဲ့တာကြောင့်ဆရာမြောက်ဟိုကာကဲကိုနာမီကာဇက်မီနာတိုရွေးချယ်ခဲ့ပြီးတင်မြှောက်ခဲ့ပါတယ် GIR ဟာသူ့ရဲ့စာအုပ်တွေနဲ့ကဘာကြီးကိုငြိမ်းချမ်းရအောင်ပြောင်းလဲခြင်းသူလည်းဖြစ်ပါတယ် GIR ရဲ့ပထမဆုံးဝတ္ထုမှာမီနာတိုနဲ့ခုချီနာတို့ကသဘောကျပြီးအဲ့စာအုပ်ထဲကဇက်ကောင်နောက်ဆိုတဲ့အမည်ကိုသူတို့မွေးလာမဲ့ကလေးကိုပေးခြင်းနဲ့ဆိုပြီးခွင့်တောင်းခဲ့ပါတယ်ပြီးတော့ GIR ဟာနောက်တိုရဲ့ကောင်းဝင်ဖခင်ဖြစ်ခဲ့ပါတယ်နောက်တိုဆိုတဲ့အမည်က GIR ရဲ့ဝတ္ထုတွေကရဲရဲနဲ့နေကြသူရဲကောင်းလေးရဲ့ဇက်ကောင်ကိုအဆွဲပြုပြီးပေးထားတာဖြစ်ပါတယ်။နောက်တို့မွေးတဲ့နေ့မှာခုချီနာစီကကိုမီဆက်တော့ခံရပြီးကိုမီကရွာကိုတိုက်ခိုက်ခဲ့ပါတယ်။ကိုမီနဲ့တိုက်ပွဲမှာမီနာတိုနဲ့ခုချီနာတို့ကကိုမီကိုနောက်တို့စီကျိတ်ပိတ်ခဲ့ပြီးရွာကိုကယ်တင်ခဲ့ပါတယ်။ကျိတ်ပိတ်ထားတဲ့တော့ကိုမြေခိုဘူးတောင်ကဂဲရိုတိုရာစီအပ်ခဲ့ပါတယ်။ဒါကိုဂျန်ကနောက်တို့ကကိုမီကိုထိန်းချုပ်နိုင်မယ်ဆိုတာမီနာတိုကယုံကြည်ပြီးကျိတ်ပိတ်ခဲ့တယ်ဆိုတာသိခဲ့ပါတယ်။မီနာတိုကလည်းတိတ်ဆုံးသွားတာကြောင့်ဂျီအိုင်ဟာဟော်ဂိန်းနဲ့ကလေးကိုရှာဖို့နဲ့ကဘာကြီးငင်းချမ်းရေးအတွက်စာအုပ်တွေရေးရင်ကုနဟာယာကထောက်ခါသွားလိမ့်ရှိပါတယ်။အိုရိုချီမာတို့ကအမြဲတမ်းတူးတဲ့တာလန်တူဖြစ်တယ်လို့သူအရင်ရင်းနှီးရတဲ့တန်ငယ်ချင်းတယောက်လိုလည်းဂျီအိုင်ကသတ်မှတ်ထားတာပါ။ဒါကြောင့်အိုရိုချီမာတို့နောက်ဆုံးကုနဟာယာကိုထွက်သွားတဲ့အခါမှာပြန်လာအောင်ပြန်လဲစီအောင်ပြီးကြိုးစားခဲ့ပါတယ်။အိုရိုချီမာတို့ကညှင်းဆန်ခဲ့ပြီးဂျီအိုင်ကနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဂျီအိုင်ကအချိန်တစ်ခုကြာအောင်အိုရိုချီမာတို့ရဲ့တစ္ဆာဖောက်မှုကိုပုံပုံလေးနိုင်အောင်ကြိုးစားပေမဲ့အိုရိုချီမာတို့ကသူမိဘရဲ့အသက်မခံခဲ့ရတာကြောင့်ဂျီအိုင်ကိုနားလည်နိုင်မှာမဟုတ်ပါဘူးလို့ပြောခဲ့ပါတယ်။အိုရိုချီမာတို့ကရွာနဲ့ထောက်ခါသွားပြီးနောက်အာကာစကူဖွဲ့တဲ့ဝန်သားခဲ့ပါတယ်။အဲ့ချိန်ကနေစပြီးဂျိုင်းယာဟာအိုရိုချီမာတို့ရဲ့လှုပ်ရှားမှုတွေပြင်အိုရိုချီမာတို့ဝင်ခဲ့တဲ့အာကာစပီဖွဲ့စည်းရဲ့လှုပ်ရှားမှုကိုပါစတင်ခဲ့ပါတယ်။ဂျိုင်းယာဟာအခင်းစဉ်တစ်လျှောက်သူရရှိထားတဲ့သတင်းချက်လက်တွေနဲ့ကုနဟာယာကိုကြိုကြားပြန်လာတတ်ပါတယ်။အဲ့နောက်မှာဂျိုင်းယာဟာကိုမီကျဲပိတ်ထားတဲ့နောက်တို့နဲ့တွေ့ပြီးနောက်တို့ကပညာသင်ကြားပေးဖို့တောင်းဆိုတဲ့အခါမှာညှင်းဆက်ခဲ့ပြီးနောက်တို့ရဲ့ဆက်စီဂျီဆုနဲ့တိမ်မှာသင်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဂျိုင်းယာဟာနောက်တို့ကိုအချိန်ယူလေ့ကျင့်ပေးကသူ့ရဲ့ကိုယ်ပိုင်စမ်းရည်နဲ့ဗာစင်းကန်နဲ့စင့်ခေါ်ကျေးဇူးတို့ကိုပါလေ့ကျင့်ပေးခဲ့ပါတယ်။ကိုမီကိုထိန်းချုပ်နိုင်မှုနည်းကိုလည်းကူညီပေးခဲ့ပါတယ်။နောက်တို့ကတော့သူ့ရဲ့နှာဦးဆရာကြီးကိုနှာဦးကျူစုလေးနဲ့လက်ထွေးရတာပေါ့ဆရာမြောက်တည်ဆုံးပြီးနောက်တတိယဟိုကကဲအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ GIR ရဲ့ဆရာဟီရိုဇန်ကအိုရိုချီမာရုရဲ့ကုနိုဟာရွာကျူးကျော်တိုက်ခတ်မှုအတွင်းတည်ဆုံးသွားပြီးအိုရိုချီမာရုကဟီရိုဇန်ရဲ့ကျေပိတ်ကျေစွန်းနဲ့လက်နက်ဖက်ဆုံးရှုံးခဲ့ရပါတယ်။လေးလက်နေတဲ့ဟိုကကဲနေရာကိုတော့အားလုံးက GIR ကိုထောက်ခံခဲ့ကြပါတယ်။ဒါပေမဲ့ GIR ကတော့အိုရိုချီမာရုကိုတစ္ဆာပေါက်ဖြစ်လာအောင်မတားဆီးနိုင်ပဲသူ့ဆရာကိုလည်းမကယ်တင်နိုင်ခဲ့တာကြောင့်ဟိုကကဲရာရုနဲ့ထိုက်တံမှုလို့ပြောကသူ့လိုပဲလက်ကျတဲ့စနင်တယောက်ဖြစ်တဲ့စူနာတဲ့ကိုဟိုကကဲတင်မြောက်ဖို့အကြံပေးခဲ့ပြီးဒုတိယအကြိမ်မြောက်ဟိုကကဲတာဝန်ကိုညှင်းပယ်ခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ဂျန်ယာဟာပိန်းတွေရဲ့အချက်လက်တွေကိုကုနိုဟာရွာစီပို့ပေးနိုင်ဖို့ဖူကာဆာကူကျော်ပေါ်လှုပ်ဝက်ကိုရေးပြီးသူတည်ဆုံးကန်ဒီချိန်မှာတောင်ရွာကိုကြိုးပြုခဲ့ပါတယ်ဂျန်ယာဟာသူပထမဆုံးရေးခဲ့တဲ့ဝတ္ထုကိုတတိယပြီးသူ့စာအုပ်ထဲကနေကြသူရဲကောင်းလေးရဲ့နာမည်ဇက်ကောင်ဟာပြီးဆုံးသွားပြီးကဘာကြီးကိုငြိမ်းချမ်းရေးယူဆောင်လာပေးမယ်ဟော်ဂိန်းနဲ့အကောင်လေးဟာနောက်တို့ဆိုတာသဘောပေါက်သွားပြီးနောက်တို့ယုံကြည်ပြီးတက်ဆွန့်သွားခဲ့ပါတယ်ဂျန်ယာရဲ့အခန်းကဏ္ဍဟာပိန်းတွေနဲ့တိုက်ပွဲပြီးမှဆုံးသက်သွားခဲ့ပါတယ်ဂျန်ယာရဲ့တည်ဆုံးမှုတာဆူနာရဲနဲ့နောက်တို့အတွက်ကြီးမားတဲ့ဝန်ထမ်းမှုဖြစ်စေခဲ့ပြီးဂျန်ယာရဲ့တည်ဆုံးမှုကြောင့်ပဲနောက်တို့ဟာပိန်းတွေကိုရှင်ဆိုင်ဖို့ပုံမတန်မာလာခဲ့ပါတယ်ကုနိုဟာရွာရဲ့လက်ကျတဲ့စနစ်တယောက်ဖြစ်တဲ့ဂျီအိုင်ရဲ့အကြောင်းကတော့ဒီလောက်ပါပဲအမားလေးရှင်လည်းအားလုံးကိုတောင်းပန်ပါတယ်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကြိုင်းနေတတ်တဲ့ဆိုရင် like and subscribe လေးပြုလုပ်ပေးခဲ့ပါအောင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်ဗျာ